Hello မင်္ဂလာခင်ဗျာမနေ့ဖြန်ကျွန်တော်တို့အထောင်လေးလံမှာကျွန်တော်တို့ဒီပါမဲ့ကားတွေပါနော်ထောင်လေးလံကျွန်တော်တို့လုတ်ထောင်ပြီးတော့ဈေးဘယ်လောက်ရှိနေဆိုတော့ပြောပြီးတဲ့လေးလံမှာဟုတ်ကဲ့ကျွန်တော်တို့ဒီပါမဲ့ကားတွေပါနော်ကားတွေကတော့များပါတယ်ကျွန်တော်အပိုင်းနဲ့ခွဲပြီးတော့တင်ပေးသွားပါမယ်နော်ကားတွေကတော့များပါခင်ဗျ2008 Lexus 2008ပါဟုတ်ကဲ့ CRV ပါမယ်ကျွန်တော်တို့ပါပါတယ်နော်ကားတွေများတယ်ကျွန်တော်တို့ဒီကောင်လေးက Master Venti က Freeze တွေပါမယ်ကျွန်တော် Freeze တွေပါမယ်ကျွန်တော်တို့ X-ray Freeze တွေရှိမယ်ဟုတ်ကဲ့ပါရှိမယ်ကျွန်တော်တို့နေတဲ့ X-ray အပြောင်းရှိမယ်14ထင်ပါတယ်ကျွန်တော်ဒီဟာလေးကတော့နည်းဟို2010လောက်ထင်ပါတယ်2010လောက်ထင်ပါတယ်ကဲပါဒီဟာလေးကတော့ GB2 GB1 မှာဟုတ်ကဲ့ပါခင်ဗျ